မနက်နိုးလာတာနဲ့တန်းပြီးပင်ပန်းနေတယ်လို့ခံစားရလားအလုတ်တောင်မစားရသေးဘူးခေါင်းနေလေးပြီးစိတ်တွေရှုပ်နေပြီလားအဲ့ဒါဆိုရင်တော့တကယ်ချင်းငါ့ကိုမေ့နေပြီထင်တယ် Hello ငါက vitamin B12 ပါမင်းတို့သတိမထားမိလိုက်ရှိမှတော့ငါကခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့တာဝန်တွေကိုတိတ်တဆိတ်နဲ့နေတိုင်းလုပေးနေတာနော်အုံနောက်စွမ်းဆောင်ရေးကောင်းမှုငါကူညီပေးတယ်ကုန်ခန်းသွားတဲ့အိုင်းတွေကိုပြန်ဖြည့်ပေးသလိုတွေးလေပတ်မှုကောင်းအောင်လဲငါကပဲပန့်ပိုးတာလीတကယ်လို့တစ်ချိန်လို့ပင်ပန်းနွဲနေမင်းအာယုံစိတ်မရဖြစ်နေမယ်ဆိုရင်တော့မင်းခန္ဓာကိုယ်မှာငါလူအပ်နေပြီငါတက်မလုံလောက်တော့ဘူးဆိုရင်အရန်မောပန်းလွယ်မင်းခြေလက်တွေထုံကျင်ပြီလို့စိတ်အပြောင်းလဲတွေလေခဏခဏဖြစ်တတ်တယ်လူအတော်များများကတော့ဒါကိုစိတ်ဖိစီးလို့အလုပ်တွေပြီးလို့ဒါမှမဟုတ်အိပ်ရပြက်လို့ပဲထင်တတ်ကြတယ်တကယ်လို့ငါကိုဖိဆွတ်အားစေးအဒီနဲ့တောက်မယ်ဆိုရင်တော့မနက်စားပြီးချိန်ကအကောင်းဆုံးချိန်ပဲဒီနေ့တလုံးပုံမှန်လေးတောက်ပြီနော်ကိုကျမ်းမရေးကိုဂယုစိုက်တယ်ဆိုတာအရာကြီးရှုပ်ထွေးခက်ခဲနေစရာမလိုပါဘူးတခါတလေကြတော့နေ့စဉ်လို့ဖြစ်တဲ့အလေးချင်းတေးသေးလေးတစ်ခုကမှကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖြစ်စေနိုင်တာမို့လို့ပါ